များလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်တို့ရဲ့မာဖိုက်တာလေးတန်းစင်ဟာပွဲထိုးဖို့အတွက်ထိုင်းနိုင်ငံကိုထောက်ခေါ်သွားခဲ့ပါပြီသူကဧပြီလ18ရက်နေ့ကိုရောက်ရင်ပွဲထိုးရတော့မှာပါသူရဲ့ပွဲစဉ်ကတော့ထိုင်းဖိုက်တာဘက်စုကမ်ပစ်နဲ့ထိုးအောင်ပွဲစဉ်ဖြစ်ပါတယ်သူနဲ့ဘက်စုကမ်ပစ်ကိုဝမ်ကဒုကောင်ပွဲစဉ်ဖြစ်ပွဲတည်ပေးထားတယ်1 Friday fight 105ရဲ့ဒုကောင်ပွဲစဉ်ပေါ့လေဒီတော့တစ်ဖက်ကနေပြန်ကြည့်မယ်ဆိုရင်ဝမ်ဟာတန်းစင်ကိုအတိုင်းအတာတရက်အထိပြန်ကြည့်ပေးရလို့ပြောလို့ရတယ်ပေါ့လေကျွန်တော်တို့အနေနဲ့ကတော့အများကြီးမျှော်လင့်ခဲ့ပေမဲ့အဲ့လိုတော့ဖြစ်မလာခဲ့ဘူးပေါ့လေတကယ်ကတော့ဝမ်ပြိုင်ပွဲကြီးကရှုံးနေပြီးတော့ပြန်ပြီးတော့အောက်ကိုဆင်းထိုးအောင်လို့သိတဲ့အချိန်မှာစိုးလင်းကို159မှာပွဲပေးတာမျိုးတော့တန်းစင်အတွက်အနည်းဆုံး159လောက်တော့ကိုရီမျှော်ကြည့်ခဲ့သေးတယ်ပေါ့ဒါပေမဲ့ဖြစ်မလာခဲ့ဘူးပေါ့လေ1 Friday fight ကိုပြန်ပြီးဆင်းထိုးရတယ်ပေါ့အဲ့လိုဆင်းထိုးရတဲ့အချိန်မှာအခုလိုဒုကောင်ပွဲကိုပေးထိုးတာဖြစ်တဲ့အတွက်တန်းစင်တွေတစ်ဖက်ကရှိရင်တော့အခွင့်အလမ်းတွေကြန့်ရှိနေသေးပဲလို့အဖြေထွက်ပေါ်နေပါတယ်။ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ကျွန်တော်ကတန်းစင်ဟာအခုပွဲမှာပတ်စုကံပစ်ကိုဒုကောင်ပွဲမှာအနိုင်ရလိုက်မယ်ဆိုရင်သူ့အတွက်ခေါင်ပွဲဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။အဲ့လိုမျိုးကျွန်တော်ကတော့ခံစားမိတယ်ပေါ့လေ။ဝမ်ဟာတန်းစင်ကိုဒီပွဲမှာအစွမ်းပြနိုင်ရင်အခွင့်အရေးတစ်ခုထပ်ပေးနိုင်ပါတယ်။ကံကောင်းခဲ့ရင်1 final ဘက်ကိုပြန်တက်ပြီးတော့တထိုးခွင့်ရတာမျိုးတွေ1ပြိုင်ပွဲကြီးကိုပြန်တက်ထိုးခွင့်ရတာမျိုးတွေဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ပတ်စုကံပစ်ကိုကြည့်လိုက်တော့လေသူက၄ပွဲဆက်တိုက်ချုံထားတဲ့ fighter ဖြစ်တော့ဒီပွဲမှာနိုင်ပွဲရအောင်လို့စိတ်မြင်မာနေတယ်။အဲ့တော့တန်းစင်အတွက်လည်းတကယ့်ကိုခက်ခဲတဲ့ပွဲစဉ်ဖြစ်လာမှာပါ။ဒီအနေအထားမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ပတ်စုကံပစ်ကတော့လေ့ကျင့်ချိန်အပြည့်အဝရရှိနေတယ်ဗျ။တန်းစင်ကတော့ပွဲစဉ်စရာမထွက်ပေါ်ခင်မှာပြင်းပြင်းထန်ထန်လေ့ကျင့်နေခဲ့တယ်။ဒါပေမဲ့ဘက်စုကံပစ်နဲ့ပွဲထိုးရမယ်လို့ပွဲစဉ်စရာထုတ်ပြန်လိုက်ခြင်းကိုရောက်တဲ့အချိန်မှာတန်းစင်ကလေ့ကျင့်မှုမရှိတော့ဘူး။ဘာကြောင့်လဲဆိုတော့သူဟာငလင်တန်တဲ့ပြည်သူတွေကိုတွားရောက်ပြီးတော့ကူညီနေတာနဲ့တိုက်ဆိုင်နေတယ်။အဲ့တော့အဲ့ရက်တွေမှာတန်းစင်အနေနဲ့လေ့ကျင့်ရေးအဆက်ပြတ်နေခဲ့တယ်။လေ့ကျင့်ချိန်နှဲပါနေခဲ့တယ်။ပြီးတော့ခီးပန်းမှုတွေရှိနေလိမ့်မယ်ပြောင်းတဲ့အချိန်မှာသူအမြင့်ဆုံးဖြစ်အပေါ်စားလေ့ကျင့်ရေးတွေပဲဆောင်ရွက်နိုင်လိမ့်မယ်ဒီတော့အခုဧပြီလ12ရက်နေ့မှာသူဒီဘန်ကောက်ကိုထောက်ခေါ်သွားပြီဒီမှာကျွန်တော်ကြည့်ရမှာကပွဲထိုးဖို့ရက်ကသူဒီ12ရက်နေ့ကထောက်ခေါ်တာဖြစ်တဲ့အတွက်6ရက်ပဲလို့တော့တယ်ဒီနေ့အနေနဲ့တွက်မယ်ဆိုရင်9ရက်ပဲလို့တော့တယ်ထိုင်းနိုင်ငံမှာကဆောင်းခရံပွဲတော်ကာလဖြစ်နေတယ်မနေ့ကဘန်ကောက်ပို့စ်သတင်းစာကရေးသားထားတာကိုဖတ်လိုက်တော့ပထမဆုံးဆောင်းခရံပွဲတော်နေ့မှာတင်ပေါ့လေရေမတော်တဆမှုကြောင့်လူသေဆုံးတာက21ယောက်ထိရှိခဲ့တယ်ဒဏ်ရာရတဲ့အရေအတွက်ကလည်းလူ200ကျော်ရှိခဲ့ဆိုတာကြီးကျွန်တော်ကြားသိခဲ့ရတယ်အဓိကတော့ဒါတွေကိုပြောချင်တာမဟုတ်ပါဘူးပြောချင်တာကဆောင်းခရံပွဲတော်ကိုလူအများအပြားကပျော်ရွှင်စွာနဲ့ပါဝင်ဆင်နွှဲတာတွေရှိနေတော့ဒီပွဲတော်ကာလမှာထိုင်းနေရဲ့အာယုံကလည်းဆောင်းခရံပွဲတော်စီကိုအဓိကရောက်နေပါလိမ့်မယ်အထူးသဖြင့်ထိုင်းရဲ့ဂျင်နေဟာလည်းနှစ်တကူပွဲတော်ဖြစ်တဲ့ဆောင်းခရံကိုတနည်းနည်းနဲ့တော့ပါဝင်ဆင်နွှဲနေမှာပဲဒီတော့တန့်စင်အနေနဲ့ဒီကာလမှာအပြည့်အဝပံ့ပိုးမှုတွေရရှိဖို့ဆိုတာခက်ခဲပါတယ်ပြီးတော့သူ့ရဲ့လေ့ကျင့်မှုတွေအပြည့်အဝဖြစ်နိုင်မှုဆိုတာလည်းနည်းနည်းခက်ခဲနေတယ်ခင်ဗျဒီတော့တန့်စင်ဟာပွဲထိုးတဲ့နေ့ကိုရောက်ရင်အခုလိုအခက်ခဲကြကအနိုင်ရလက်ကိုရယူနိုင်ပါမလားဆိုတာတော့တွေးဆစရာကောင်းနေပါတယ်သိကြတာကတော့တန့်စင်ဟာမြန်မာနိုင်ငံကနေထောက်ခါပြီးထိုင်းနိုင်ငံကိုပွဲထိုးဖို့အတွက်ရောက်ရှိနေပါပြီပွဲအတွက်ထိုင်းနိုင်ငံမှာလေ့ကျင့်ပြင်ဆင်မှုတွေစတင်ဆောင်ရွက်နေပါပြီပွဲမစခင်မှာလေ့ကျင့်ချိန်တွေပါခဲ့ပေမဲ့ထိုင်းနိုင်ငံကိုရောက်တော့လေအခုလိုနှစ်တကူကာလနဲ့ကြုံဆုံနေရပေမဲ့ပေါ့လေတန့်စင်အနေနဲ့အကောင်းဆုံးလေ့ကျင့်ရေးကိုဆောင်ရွက်ပြီးပွဲအတွက်အကောင်းဆုံးပြင်ဆင်နိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ